အားလုံးမင်္ဂလာပါ watch ကနေကြိုဆိုပါရစေဒီနေ့တော့ကျွန်တော်တို့ဒီ vintage နာရီအကြောင်းလေးနည်းနည်းပြောကြတာပေါ့လေเนาะအဲ့တော့ကျွန်တော်တို့ vintage နာရီတွေကသူကဘာတွေကြောက်လဲဆိုတော့နံပါတ်1ကတော့ရေပဲဗျเนาะအဲ့တော့ရေဆိုတော့ကျွန်တော်တို့အဓိကတော့ဒီ crown ဗျเนาะ crown ကိုကျွန်တော်တို့ဒီကျွန်တော်တို့အချိန်တွေပဲတိုက်ပြီးတေချာပြန်ဟိုပါပေါ့တေချာပြန်ထည့်ရမယ်နောက်တစ်ခုတော့ဒီ screw down crown တွေပါဆိုရင်လည်းတခြား screw down ဖြစ်အောင်ယူဆိုင်ရမယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်ဒီလက်တွေပါဆေးတဲ့ချိန်ဆိုရင်လည်းတတ်နိုင်သလောက်ဒီရေမထိအောင်ယူဆိုင်မယ်ဒါမှမဟုတ်လည်းဖြစ်နိုင်တော့ချွတ်ပြီးလက်ဆေးပေါ့ဗျာနော်အဲ့တော့စိတ်ချဆုံးပါပဲမိုးတွေပါရွာရင်မပတ်ပဲနေမယ်ဒါမှမဟုတ်တခြားလေးတင်ထားမယ်ပေါ့နော်ဒီကတော့သူရေနောက်တစ်ခုရေငွေ့အောင်သူဒုက္ခပေးတတ်တယ်ပေါ့လေဥပမာကျွန်တော်တို့ဒီကားမောင်းနေရင်နဲ့ဒီဘယ်လိုပြောမလဲကျွန်တော် aircon နဲ့ခန်းထဲမှာကားမောင်းနေရင်လည်းအရင်အေးနေတဲ့ချိန်ရုပ်တရက်ဒီအပြင်ရာတို့အရင်ပူတဲ့ချိန်ထွက်သွားလိုက်ဒီမှန်ပါလေကျွန်တော်တို့အခိုးရိုက်တာတွေပဲဖြစ်သွားအဲ့လားလေတကယ်တော့ရေငွေ့ပဲပေါ့နော်အဲ့ကြားကရင်ဘာတွေဖြစ်နိုင်တော့ဆိုတော့သူကရေတွေရဲ့နောက်ဆက်တွဲကလေတန်ကြီးတွေလိုက်လာတယ်ဆက်အတွင်းပိုင်းဆက်တွေကသူကတန်နဲ့လောက်ထားတော့တန်ကြီးတွေလိုက်လာပြီးဆက်တွေပျက်စီးသွားနိုင်တယ်ပေါ့လေအဲ့တော့နောက်တစ်ခုကကျွန်တော်တို့ဒီ vintage နိုင်တွေတော်တော်များများကျွန်တော်ဒီတန်ပတ်ပေးခေါ်တယ်ပေါ့ဒါဆိုလဲ manual winding လေးပေါ့လေနော်တန်ပတ်ပေးဆို automatic မပါဘူးသူကကိုယ်တိုင်တန်ပတ်ပေးမှနိုင်ရသွားမယ်အဲ့တော့ကျွန်တော်ဒီတန်ပတ်ပေးတဲ့ခါမှာလဲကျွန်တော်ညင်ညင်တတလေးပဲလဲ့တင်တယ်ပေါ့လေအဲ့တော့ကျွန်တော်တို့ဘယ်လိုပြောမလို့လဲ့ရင်ခံစားရင်ပေါ့အဲ့လိုလေးသူကလဲ့ရင်နဲ့ main spring ပေါ့တင်းသွားမယ်ဆိုရင်သူကresistance ရလာမယ်လဲလို့မရတော့ဘူးအဲ့လိုကြက်လာခြင်းနဲ့ဆက်မလဲနဲ့ဆက်လဲရင်ကျွန်တော် main spring ပြတ်တာတွေပါဖြစ်တတ်တယ်အဲ့ကြရင်ကျွန်တော်ဒါဟိုပစ္စည်းမရှိဘူးဘာလဲဆိုဒုက္ခရောက်တယ်ပေါ့လေနောက်ပြင်ရတာပြီးသွားတာပေါ့လေနော်အဲ့တော့ကျွန်တော်တို့အရေးကြီးတာတော့ဒီ crown ကိုလဲတဲ့ချိန်နဲ့ဖြစ်လဲမယ်နောက်တစ်ခုကျွန်တော်တို့ဒီလက်ကောက်ဝတ်ပေါ်တင်ပြီးမလဲတင်ဘူးပေါ့ဘာကြောင့်လဲဆိုတော့ကျွန်တော်လက်ကောက်ဝတ်ပေါ်တင်တဲ့ချိန်မှာဒီ crown ကိုကျွန်တော်ကင်တဲ့အနေထားသူ angle လေးတစ်ခုရှိနေတတ်တယ်အဲ့တော့ဒီအထက်က crown stand ခေါ်တယ်ပေါ့နော် crown stand လေးကကျိုးသွားတာတို့ဘာလို့ဖြစ်တတ်တယ်အဲ့တော့ကျွန်တော်တို့တံပတ်ပေးမယ်ဆိုနာရီချွတ်ပြီးလက်ပေါ်တင်ပြီးမှတေချာတံပတ်ပေးဖြစ်ပဲပေးတင်တယ်အချိန်တွေပဲတိုက်မယ်ဆိုရင်လည်းကျွန်တော်တတ်နိုင်တဲ့လောက်ဟိုပေါ့ဖြစ်ချင်းပဲကျွန်တော်တို့ဟိုပေါ့တတ်နိုင်တဲ့လောက်ညင်ညင်တတာလေးပဲလဲတင်တယ်ပေါ့လीနော်ဘာလို့သူကဗျာခိုးအဖိုးကြီးအဖွားကြီးကိုကျွန်တော်ပြုစုနေရတယ်လို့ပဲပေါ့လीနော်အဲ့တော့ညင်ညင်တန်တာပဲတုံးတင်နေပေါ့ဗျာဗင်းတင်နာကြီးတွေကတော့နောက်တစ်ခုကကျွန်တော်တို့ shot ပေါ့နော် shot ဆိုတော့တုံခါမှုပေါ့လीအဲ့တော့ကျွန်တော်တို့ဒီဥမာကျွန်တော်တို့ဒီပြင်းပြင်းထန်ထန်လက်ကောက်ဝတ်ကိုလှုပ်ရှားမဲ့ဟာတွေဥမာကောက်ရိုက်တာတို့စပိန်လမ်းကျန်းတွေမှာစပိန်စီဆိုင်ကြီးစီးဆိုရင်လည်းတတ်နိုင်လောက်vintage နာရီလေးတွေကိုရှောင်ရှားတင်တယ်ပေါ့လीနောက်ပါဆိုသူ့ထဲကစိတ်ပိုင်းတွေဟိုပေါ့တုံခါတာကြောင့်ရွေ့သွားတာပါညာဆိုရင်လည်းဒါသူရဲ့လှုပ်ဆောင်ချက်တွေပျက်စီးသွားနိုင်တယ်ဥပမာကျွန်တော်ဒီ chronograph တို့ပါလို့ဆိုရင်တတိလေးတွေထဲမှာအများကြီးစီထားတာရှိတယ်ဟိုင်းကောင်လေးတွေတစ်ခုဖြစ်သွားရင်ဆိုရင်ဒါသူပျက်စီးသွားနိုင်တယ်ပေါ့လीနောက်တစ်ချက်ကျတော့ကျွန်တော်တို့ဒီရှေးခေတ်မှာအရေးမကြီးပေမဲ့အခုခေတ်ကျတော့အရေးကြီးလာတယ်တန်လိုက်တာပေါ့နော် mechanized ဖြစ်တယ်ခေါ်တယ်ဘာလို့ကျွန်တော် vintage နိုင်တွေရဲ့ဒီ hair spring တို့ဒီ escapement wheel တို့ရိုးရိုး steel ဓာတ်တွေနဲ့ပဲလုပ်ထားဖြစ်တဲ့အတွက်ဒီတန်လိုက်တက်မခံနိုင်ဘူးနောက်ပိုင်းမှာတော့ကျွန်တော် silicone balance spring တို့hair spring ဆိုလဲတန်လိုက်တက်ခံနိုင်တဲ့ material လေးတုံးလာလို့တန်လိုက်တက်ခံလာနိုင်ကြတယ်ပေါ့လေအရင်ကနိုင်ရောအဲ့လားတွေမခံနိုင်ဘူးအဲ့တော့တန်လိုက်တက်မိတော့ရင်အချိန်သွားတာကမောက်ကမဖြစ်မယ်များတော့ဖြစ်တော်တော်လေးမြန်သွားကြတယ်ပေါ့လေနော်နောက်တစ်ခုကျွန်တော်ဒီ vintage နိုင်တွေမှာ gear စိုက်ရတာဒီ day date ပါတဲ့ဟာတွေဆိုသူကဒီကျွန်တော်တို့ဒီ day date အချိန် date တိုက်ရတာလည်းတော့ gear စိုက်ရတယ်ပေါ့နော်ဥပမာကျွန်တော်တို့စိတ်အဖြစ်ဆုံးကတော့ကျွန်တော်တို့ဒီ day date တိုက်မယ်ဆိုရင်ဒီနိုင်လက်တန်ကိုဒီကျွန်တော်တို့ဒီညဟိုပေါ့ဒီ3နာရီနဲ့9နာရီကြားမှာထားပြီးတိုက်တာအကောင်းဆုံးဖြစ်မယ်။ဘာလို့အဲ့ချိန်မှာမှသူကဒီ day date wheel ကိုသူက engagement လွတ်နေတဲ့ချိန်ဆိုတော့ကျွန်တော်တို့ဟိုစိတ်ချရတယ်ပေါ့ safe zone ခေါ်တာပေါ့လीနော်မဟုတ်ရင်ကျွန်တော်ဒီဥပမာဒီည9နာရီ10နာရီပတ်ချလဲဆိုတော့ day date ပြောင်းဖို့သူကချိန်နေချိန်ဆိုကျွန်တော်အဲ့ချိန်မှာတိုက်လိုက်ရင်အဲ့ day date wheel လေးတွေကျိုးသွားတာပါညာဆိုရင်သူကနောက်ပိုင်း day date တိုက်လို့မရတော့ဘူးပျက်စီးသွားတာမျိုးလေးတွေဖြစ်နိုင်တယ်နောက်ခုကျွန်တော်ဒီကျွန်တော်မှရှိတဲ့နိုင်လေးနဲ့ဥပမာ day date ပြတိုက်တဲ့ဟိုပေါ့ဟိုနည်းနည်းဟိုထူးခြားတာလေးရှိတယ်ဥပမာဒီနိုင်ဆိုရင်တော့ဒါရိုးရိုး day date တိုက်တာပဲပေါ့လीကျွန်တော်တို့ဒီအပေါ်အောက်လက်ပြီးတိုက်တယ်ရှိတယ်ဒီကောင်လေးဆိုရင်ဒါရိုးရိုးပဲနောက်တစ်ခုကကျွန်တော်ဒီ Omega Constellation လေးမှာဆိုရင်တော့ဗာရှိတတ်တုံးဆိုသူ့ရဲ့
အိုမီဂါမှာကျွန်တော်တို့ဒီ vintage တွေမှာကျွန်တော်တချို့ဆက်တွေတော့ဆွဲသက်သိပ်လို့ခေါ်တယ်ပေါ့လေသူကဒိတ်ကိုကျွန်တော်လှည့်ပြီးတိုက်လို့မရဘူးသူက crown ရဲ့ကျွန်တော်တို့ဒီနောက်ဆုံး position ကိုသူကဆွဲလိုက်ရတယ်ပေါ့လေအဲ့တော့အဲ့လိုလေ crown ထုတ်လိုက်ရင်19လေး18ဖြစ်သွားတယ်ပြီးရင်နောက်တစ်ချက်ထုတ်ရင်18ကလေး19ဖြစ်သွားတယ်ပေါ့နော်ဒေးကိုကျတော့သူကပုံမှန်ပဲ24နိုင်လှည့်ပြီးတိုက်သွားရတာပေါ့လေနော်အဲ့တော့ဒီကောင်တွေကျတော့ဗျာနည်းနည်းတော့ညင်ညင်တာတာကင်တွဲရတာပေါ့ဗျာခင်ဗျာဒီလိုဆွဲတဲ့ချိန်မှာတက်ရွယ်ရတည်ရမလားဟောင်းပြီးအရင်အားလုံးပြီးပြုတ်သွားတာမျိုးလဲမဖြစ်နိုင်ဘူးလို့တော့မပြောနိုင်ဘူးလေနော်အဲ့တော့ခီးဆိုင်ရတာပေါ့အဲ့တော့နောက်ဆုံးအနေနဲ့ကျွန်တော်တို့ဒီ vintage နိုင်တွေဒီလို condition ကောင်းကောင်းလေးကျွန်တော်တို့စီရောက်ရှိလာတယ်ဆိုတာလဲရှေ့ရပိုင်ရှင်တွေကတေချာလေးထိန်းသိမ်းခဲ့လို့ပေါ့လေအဲ့တော့ကျွန်တော်လက်ထဲမှာလဲဒီမပြတ်စီအောင်တေချာလေးဆက်လက်ထိန်းသိမ်းသွားစေခြင်းနဲ့ပေါ့လေနောက်ဆုံးချိန်ဒီနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ